ခေါင်းစည်းတစ်ခုတည်းအောက်မှာလူတွေဟာတထိုင်တည်းတရားနာနိုင်ခြင်းမရှိကြဘူး2 နာရီ3 နာရီဆိုကြောကော့ကုန်ကြတယ်1 နာရီလောက်ဆိုရင်ပဲညောင်းလေးရဆလာတဲ့အနေထားမျိုးရှိတယ်အဲကြောင့်မို့လူပြေပါမြတ်စွာဘုရားအလွန်ရှင်းလျားတဲ့ပြီးမှတရားကိုမဟောပဲနဲ့နတ်ပြည်ကိုတက်ပြီးဟောတယ်ဆိုတာဒါအကြောင်းတစ်ခုပေါ့နောက်တစ်ခုကတော့ခက်ခဲနဲ့လဲလာတဲ့ပြီးမှတရားဟာအသိဉာဏ်ထက်မြက်တဲ့နတ်ပရိသတ်အလယ်မှာသွားပြီးတော့ဟောကြားတာလူသားတွေအနေနဲ့ကတော့ဆုံးမစကားပြောကြပြီးဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဘယ်လိုကျင့်ကြံကြိုးကိုအထောက်အမယ်ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတာကိုဥပမာဥပမေယနဲ့စိတ်ဝင်စားပွဲဟောတဲ့တရားမျိုးကိုလူတွေကသဘောကျတယ်အဘိဓမ္မာတရားဆိုတာသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့အကြောင်းအကျိုးဆက်ပြီးဘယ်လိုဖြစ်ဖြစ်နေတယ်ဆိုတာသဘာဝတရားတက်တက်ကိုဟောတာဖြစ်တော့ပြင်းညီငွေ့เสียကောင်းတဲ့ဒေသနာမျိုးလို့ပြောရင်ပြောလို့ရတယ်အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေသာစိတ်ဝင်စားပြီးတော့အသိဉာဏ်ထက်မြက်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာတွေဟောနေတာပါလဲလို့ဆိုတဲ့အတွေ့အကြုံဝင်ကောင်းဝင်နိုင်နော်